စိတ်ချပါတယ်စိတ်ချပါတယ်သူ့ရဲ့အနေထားသူ့ရဲ့အင်္ဂါရုပ်ကြည့်လိုက်ကြတယ်နော်စိတ်ချရလောက်တဲ့အနေထားမှာရှိပါတယ်ဟောငါတို့လည်းငယ်ရကြည့်ခဲ့တယ်နော်အော်တခုပြောချင်တယ်အမေတို့နဲ့လည်းနော်တိတ်ခပ်ပြအောင်မလွတ်ပါနဲ့နော်ဘာလို့တော့တို့လည်းကြီးလာမှာပဲလေနော်ပြီးမှနေရရောက်တို့သိမယ်ကိုရင်ဝင်နေတဲ့ဘုံတိုင်းပျောက်သွားတော့တို့မပြောအိတိုင်အောင်စိတ်ထဲမှာဘယ်လိုခံစားဆိုအဖိုးလိုခံစားခဲ့ပူတယ်ဒီလိုခန္ဓာနာနဲ့နော်မင်္ဂလာပွဲကျင်းပပြီးတဲ့အတွက်ဒါစီရောက်လေပိုးကျေးဇူးတင်ပါတယ်။တော့ပေါင်းခြင်းမတူတဲ့အတွက်ကြောင့်လည်းတယောက်နဲ့တယောက်နဲ့ထိခံမတော့ဆွဲခေါ်ပါပြီပေါ့။တော့ပေါင်းခြင်းမတူကြဘူးဒီနော်။ဇေယပေါင်းခြင်းနဲ့သမီးရဲ့ပေါင်းခြင်းမတူကြဘူး။မတူတော့လူကတခါတည်းဆင်ပြေဖို့အားဆက်ရတယ်။ဟုတ်တော့အဲ့တော့အဲ့ကြားမှာဇေယတာသမီးကိုနည်းနည်းဟောဆွဲခေါ်ပါပြီပေါ့နော်။အဲ့ဒါမြည်ရှေ့ရောက်ရှိတယ်လေဒါသူ့ကိုတယောက်ပွဲပြီးပါဘူးသူ့ပွဲပေါ့တော်နိုင်မင်္ဂလာပွဲတွေမတက်လို့ကိုတော့သွားမလဲမော်မြန်ရောက်သွားမယ်ပစိုးတွေပြင်တယ်အော်တခုပြောချင်တယ်အမေတို့နဲ့လည်းနော်တိတ်ခပ်ပြအောင်မလွတ်ပါနဲ့နော်ဘာလို့တော့တို့လည်းကြီးလာမှာပဲလေနော်ပြီးမှနေရရောက်တို့သိမယ်ကိုရင်ဝင်နေတဲ့ဘုံတိုင်းပျောက်သွားတော့တို့မပြောအိတိုင်အောင်စိတ်ထဲမှာဘယ်လိုခံစားဆိုအဖိုးလိုခံစားခဲ့ပူတယ်နော်တို့အမေတို့အတော်တွေနော်မူတို့ညညတို့ဖိုးရလက်ထဲတွေထွက်သွားတဲ့ချိန်မှာဖိုးရင်ထဲမှာဘယ်လိုခံစားဆိုတာနော်အခုတို့သိပြီလေဟုတ်တို့မေသိပြီနော်တို့မေသိလို့မင်းတို့တနေ့နေ့နော်သမီးတို့တနေ့နေ့သိလာမယ်အဲ့တော့အမေတို့နဲ့ချက်တယ်မဖြတ်လိုက်နဲ့နော်သွားတာသွားပေါ့နော်ကိုလို့ရှိရင်တော့ဒါပေမဲ့မမေ့လိုက်နဲ့ပုံနေပြလူကိုယ်တိုင်ဖြစ်နေအဆက်တွေလေးဟုတ်လဲပြတ်တောင်းလေးလှုပ်ပေးပါလို့ဆန္ဒပြုပါတယ်နော်စိတ်ထားကောင်းအောင်ရေးကြည့်တယ်တော့ချောတာဘာမှလုပ်လို့မရဘူးဟုတ်တော့စိတ်ထားကောင်းဘာလို့တယောက်ခွတ်လွတ်တီးခံပြီးတော့ဒါပေါ့ရုံးမြပေါင်းသိမှုပဲရေးကြည့်တယ်နော်ဇေယျလေးချောပါတယ်ညီးလေးချောပါတယ်သူများလေးပြောကြပါတယ်ငါလည်းအင်တာနက်ကြည့်နေပါတယ်ချောတယ်လို့ပြောကြတာပဲစိတ်ချပါတယ်စိတ်ချပါတယ်သူ့ရဲ့အနေထားသူ့ရဲ့အင်္ဂါရုပ်ကြည့်လိုက်ကြတယ်နော်စိတ်ချရလောက်တဲ့အနေထားမှာရှိပါတယ်ဟောငါတို့လည်းငယ်ရကြည့်ခဲ့တယ်နော်ဟောဒါပေါ့ငယ်တယ်ဆိုပေမဲ့လည်းတမီးရဲ့သူ့ပုံမှာနဲ့ဆိုပြီးတော့နော်အနိုင်ယူလို့မရအောင်ထို့တူပဲနော်သားစီရလည်းငါနော်မင်းသားပဲငါရန်ကုန်သားပဲပါဆိုတော့တမီးပုံမှာနော်အပေါ်စီးနဲ့ဆက်ဆံလို့မရလင်ရမြရဖြစ်လာရင်မြမြတတနဲ့တယောက်နဲ့တယောက်နော်ကိုညီမလိုကိုနှမလိုကိုအကိုလိုကိုဦးလိုနော်တပေါ်တာတော့ရတဲ့ပေါင်းနေနေကြပါစေလို့ဖုန်းဆက်တာပြုပါတယ်ရပါပြီတော့နော်